ဒီတ िश ပေါက်လေးကိုလေထိုးပြခိုင်းတာတော်တော်တော့ကြာနေပြီပေါ့နော်အလုပ်ကလေးမအားလို့မထိုးပြဖြစ်သေးတာပါလို့အခုဒီနေ့ဒီ tissue ပေါက်လေးကိုထိုးပြပါမယ်နော်အခုဒီ tissue ပေါက်လေးထိုးပြဖို့အတွက်ချီလေး3ရောင်လိုပါမယ်နော်ကိုကြိုက်တဲ့အရောင်လေးပေါ့ချီလေး3ရောင်လိုပါမယ်နော်ဒီ3လုံးလုံးတော့မကုန်ပါဘူးเนาะတစ်လုံးတစ်လုံးဟိုပါပေါ့နည်းနည်းချင်းစီပဲကုန်ပါမယ်เนาะဒီရောင်လေးကတော့ပိုကုန်ပါပေါ့เนาะပြီးရင်ဆီလီကွန်လေးနည်းနည်းလိုပါမယ်เนาะပြီးရင်ဒီမှာဒီအက်ဆိုင်လေးနဲ့ထိုးပါမယ်เนาะဒီ tissue ပေါက်လေးကကျတော့သူ size လေးနည်းနည်းကြီးသွားရယ်เนาะသူ့ထက်တစ်ဆင့်ကြီးတဲ့အက်လေးနဲ့ထိုးထားလို့ပါเนาะအခုကတော့ size လေးနည်းနည်းသေးချင်လို့ဒီ အက် size လေးနဲ့ထိုးပါမယ်ပြီးရင်ခြိတက်ဖို့တစ်ချောင်းဟိုပါပေါ့ခြိတက်ဖို့အက်ကလေးတစ်ခုလိုမယ်နောက်ပြီးကက်ကြီးလေးလိုပါမယ်เนาะအခုဒီစထိုးတော့ပါမယ်เนาะစထိုးဖို့ဆိုလို့ရှိရင်ဖုံမီးလေးဒီ33တိုင်းထိုးမယ်เนาะဒီလက်တန်းပေါ်လေးမှာဒီလိုလေးတင်ပြီးတော့ခြိလေးကိုမှာเนาะလက်ညှိုးလေးကိုထောင်းမယ်เนาะလက်ကလေးနဲ့လက်မနဲ့ကင်ရမယ်เนาะခွင်းလေးလောက်လိုက်ပါမယ်အလွယ်နီးလေးပေါ့เนาะအခလေးနဲ့မလုပ်ပြတော့လက်ကလေးနဲ့ပဲเนาะပြီးရင်ဖုံမီးလေးကိုဖွားလေးเนาะ33နိုင်ထိုးပါမယ်နင်း3 4 5 6 9 10 အဲ့လိုမျိုးလေးပဲ33နိုင်เนาะအခုဒီမှာเนาะဖုံမီးလေး33နိုင်ထိုးပြီးသွားပါပြီเนาะ33နိုင်ထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာเนาะဖုံမီးလေး33နိုင်ထိုးပြီးသွားပြီဆိုလို့ရှိရင်ဒီမှာเนาะ1 2เนาะနှစ်ပေါင်းမြောက်ကိုဒီလိုကလော်လဲရတယ်เนาะဒီလိုကလော်ပြီးတော့တိုင်တူထိုးလဲရတယ်เนาะဒါပေမဲ့အခုအဲ့လိုမျိုးမထိုးပါဘူးเนาะအနောက်ကနေထိုးမှာပါเนาะဒီမှာဒီခုဒါကဖုံကြီးကအလှဘက်အချမ်းပေါ့เนาะဒါကအနောက်ဘက်အချမ်းဒီမှာเนาะအနောက်ဘက်အချမ်းဒီအနောက်ဘက်အချမ်းမှာဒီမှာဘူးသီးလေးတွေတွေ့လားဒီမှာเนาะဒီဘူးလေးတွေကိုထိုးသွားမှာပါเนาะ